ဒီလို novena ကဓမ္မကျမ်းစာထဲမှာရှိသလားလို့မေးမယ်ဆိုလို့ရှင်ဓမ္မတိကျမ်းထဲမှာရှိပါတယ်ဆိုလို့ရှင် novena ဆိုတာကပါလေ novena ဆိုတာကလာတင်ဘာသာစကား novem ဆိုတဲ့စကားလုံးကနေဆင်းသက်လာတာအင်္ဂလိပ်လိုဒီ novem ရဲ့အဓိပ္ပာယ်ကပါလေဆိုလို့ရှင်9မြန်မာလိုကြတော့အရေးအတွက်နံပါတ်9အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast ကနေပြီးတော့မှပြန်လဲကြိုဆိုပါရစေဆိုတော့ဒီတစ်ခါမှာတော့ကျွန်တော်ဘာကြောင့်ပြောပြချင်လဲဆိုလို့ရှင်ကျွန်တော်တို့ဘာသာသူတွေတိုင်းရင်းနှီးပြီးသားဖြစ်တဲ့ဆူတောင်းခြင်းတစ်မျိုးအကြောင်းကိုပြောပြချင်ပါတယ်ဆိုတော့ပထမဥစွာပြောပြချင်တာကကျွန်တော်ကက်သလစ်ဘာသာဝင်တိုင်းက novena ဆူတောင်းခြင်းကိုသိတယ်ဘာလို့လဲဆိုလို့ရှင်ကျွန်တော်ဘုရားကျောင်းတိုင်းမှာပွဲရောက်ခါနီးတို့မေတော်ပွဲမတိုင်ခင်တို့ရဟန်းသားတွေပွဲမတိုင်ခင်တို့ novena ကိုရဲ့ဆူတောင်းခြင်းလုပ်ကြတယ်တချို့သူတွေကတော့သိမယ်တချို့သူတွေကြတော့အသင်းတော်ကလောက်ရမယ်ပြောတော့ဖုန်ကြီးကလောက်ရမယ်ပြောလို့ဓမ္မဆရာဆူတောင်းရမယ်ပြောလို့လိုက်သွားတဲ့သူရှိချင်းရှိလိမ့်မယ်။ဘာကြောင့်ဒီလိုဆူတောင်းရတာလဲ။ဘာကြောင့် novena ဆူတောင်းခြင်းကိုလောက်ရတာလဲ။ဆိုတော့ဒီကနေ့ဒီ novena ဆူတောင်းခြင်းနဲ့ပတ်သက်ပြီးတော့မှအနည်းငယ်ကျွန်တော်ဝေမျှပေးချင်ပါတယ်။ဆိုလို့ရှိရင် novena ဆိုတာကပါလေ။ novena ဆိုတာကလာတင်ဘာသာစကား novem ဆိုတဲ့စကားလုံးကနေဆင်းသက်လာတာ။အင်္ဂလိပ်လိုဒီ novem ရဲ့အဓိပ္ပာယ်ကပါလေဆိုလို့ရှိရင်9မြန်မာလိုကြတော့အရေးအတွက်နံပါတ်9ကိုပြောချင်တာဖြစ်ပါတယ်အဓိပ္ပာယ်က9ရက်တိုင်ဆူတောင်းခြင်းဖြစ်ပါတယ်ဘာကြောင့် novena လဲဒီ9ရက်ကဘာကြောင့်လဲဆိုပြီးတော့မှမေးခွန်းတွေမေးချင်စရာတွေရှိပါတယ်ဒီ9ရက်ကဘာကြောင့်လဲဆိုလို့ရှင်ဒီ9ရက်အတွင်းကိုကျွန်တော်တို့ကရည်မှန်းချက်တစ်ခုခုကျေးဇူးတော်တစ်ခုခုကိုအထူးရည်စူးပြီးတော့မှကျွန်တော်တို့တောင်းခံတဲ့အခြင်းဖြစ်တယ်ကောင်းချီးမင်္ဂလာတောင်းခံတဲ့အခြင်းဖြစ်တယ်ဆိုတော့ဒီလို novena ကဓမ္မကျမ်းစာထဲမှာရှိသလားလို့မေးမယ်ဆိုလို့ရှင်ဓမ္မတိကျမ်းထဲမှာရှိပါတယ်ဒီဟိုအရှိရှိကခရိယန်တွေလောက်လာခဲ့ကြတဲ့အရာတစ်ခုဖြစ်သလိုယောမလူမျိုးတွေရဲ့ရောရရင်ကျမှုမှာလည်းရှိခဲ့ပါတယ်ကျမ်းစာထဲမှာပဲကျမ်းထဲမှာတွေ့ရနေလေဆိုလို့ရှင်ဓမ္မတော်ဝတ္ထုအခန်းကြီး1အခန်းငယ်7အဲ့မှာဖတ်မယ်ဆိုလို့ရှင်ဘုရားသခင်ကတပည့်တော်ကြီးတွေနဲ့မေတော်မာရီယာကိုဂျေရုဆလင်မြို့ကနေမထွက်သွားနဲ့စုဝေပြီးမှကျွန်တော်ဝိညာဉ်တော်ပြန်ဆက်လို့တဲ့အထိဆောင်းပါဆိုပြီးမှဘုရားသခင်ကသူတို့ကိုပြောခဲ့တယ်ဘာဆိုင်လို့လေပေါ့နော်ကာဗရီတောင်ပေါ်မှာသခင်ရှုအသေးခံတယ်နောက်ပြီးတော့တပည့်တော်ကြီးတွေထံပေါ်လာတယ်တပည့်တော်ကြီးနဲ့စကားတွေပြောကြတယ်သူတို့ကိုဗာမှာထားလဲဆိုလို့ရှင်ဂျေရုဆလင်မြို့ကနေမထွက်သွားနဲ့အဲ့မှာစောင့်နေဝိညာဉ်တော်ဆင်းသက်လာတဲ့အထိပေါ့အဲ့ချင်းမှာတမန်တော်ကြီးတွေနဲ့အတူမေတော်မာရီယာကအိမ်တအိမ်မှာစုပေါင်းပြီးတော့မှဆူတောင်းကြတယ်ဒီလိုဆူတောင်းတဲ့အခါမှာ9ရက်တိုင်ဆူတောင်းပြီးတော့ဝိညာဉ်တော်ဆင်းသက်လာတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကက်သလစ်အသင်းတော်မှာဝိညာဉ်တော်ပွဲ Pentecostပွဲနေ့ဆိုတာကျွန်တော်ကျင်းပတာဖြစ်ပါတယ်နောက်တစ်ခုကျတော့ဗာလဲဆိုလို့ရှင်သခင်ယေရှုမေတော်မာရီယာဝန်းပိုက်ထဲမှာရှိတဲ့အခါမှာ6လရှိပါတယ်အဲ့ဒါကိုအခြေပြုပြီးတော့မှကျွန်တော်တို့ကတီနိုဗီနာဆူတောင်းခြင်းကိုပြင်ဆင်ခြင်းတစ်ခုကိုစောင့်မျှော်နေတယ်ကျွန်တော်တစ်ခုရရှိဖို့အတွက်ပြင်ဆင်နေတယ်တစ်ခုကိုကျင်းပဖို့အတွက်ပြင်ဆင်နေတယ်အဲ့လိုလေးနားလည်လို့ရပါတယ်ဆိုတော့အဲ့ဒီကျမ်းစာကိုကျွန်တော်တို့အသိတော်ကအခြေခံပြီးတော့မှဒီနိုဗီနာဆူတောင်းခြင်းကိုစတင်လာခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့19ရာစုမတိုင်ခင်ထိတော့တကဘာလုံးအတန်တိုင်း၌မကျင်းသုံးခဲ့ကြသေးဘူးတချို့နေရာတွေမှာဒါကမကောင်းဘူးမမှန်ဘူးဒါကအယူသီးတဲ့သူတွေပဲလုပ်တယ်တချို့နေရာမှာကျတော့ဒါရောမလူမျိုးတွေဖျားကိုမသိတဲ့လူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုဖြစ်တယ်ပေါ့ဟုတ်ပါတယ်ဒီနိုဗီနာဆူတောင်းခြင်းမတိုင်ခင်မှာရောမလူမျိုးတွေမှာဒီလိုဆူတောင်းခြင်းရိုးရာတလေးတွေရှိတယ်လူတစ်ဆောင်တစ်ယောက်ကဆောင်းသွားတဲ့အခါကိုယ့်ရဲ့တိုင်ဆူယောင်ပြီးတော့ဝမ်းနေကြကွင်းခြင်းအမှတ်သားဖြင့်ဆူတောင်းခဲ့ကြတာတို့အဆက်ရှိတဲ့ဖြင့်ဒီသမိုင်းမှာရှိခဲ့ပါတယ်ဒါမဲ့ဒီကျွန်တော်တို့ကက်သလစ်အသင်းတော်မှာကဒီရောမယဉ်ကျေးမှုကနေဆင်းသက်လာပြီးမြဲလေကျွန်တော်ကက်သလစ်အသင်းတော်မှာကသူ့မှာကျမ်းစာအထောက်အထားရှိတယ်အဲ့ကနေမှကျွန်တော်တို့ကက်သလစ်အသင်းတော်မှာ19ရာစုမှာဒီနိုဗီနာဆူတောင်းခြင်းကိုအတည်ပြုပြီးတော့မှတစ်ကမ္ဘာလုံးကကျင်းပလာခဲ့တာဒီတစ်ကမ္ဘာလုံးကအသုံးပြုလာခဲ့တာဖြစ်ပါတယ်ဒါမဲ့ဒီလိုနိုဗီနာဆူတောင်းခြင်းလို့ပြောတဲ့အခါမှာကိုလိုချင်တဲ့စုတွေပဲတောင်းသလားဆိုလို့ရှင်လည်းမဟုတ်ပါဘူးပြင်ဆင်ခြင်းအပြင်ယဟန်သားတွေရဲ့ပွဲမရောက်ခင်မှာကျွန်တော်တို့ကနိုဗီနာလောက်တာရှိပါတယ်နောက်တစ်ခုကျတော့ဒေလွန်သူတွေရဲ့ဝိညာဉ်အတွက်ဝန်နေခြင်းအပြင်လောက်တာရှိပါတယ်နောက်တစ်ခုကျတော့ဒီယုံကြည်ခြင်းကိုဒီထက်မကတိုးပွားလိုက်နိုင်ဖို့ရန်အတွက်မိမိကိုယ်အနှံ့ပြီးတော့မှလောက်တာလည်းရှိပါတယ်နောက်တစ်ခါကျတော့ဘယ်မှာလဲတွေ့နိုင်လဲဆိုလို့ရှင်ကျွန်တော်ကက်သလစ်အသင်းတော်မှာပုပ်ရဟန်းမင်းကြီးတွေပြန်လွန်တော်မူတဲ့အခါမှာကိုယ့်ရဲ့တိုင်ဝန်နေကျေကွဲခြင်းအထင်မှတ်နဲ့ဆူတောင်းရတာရှိပါတယ်ဟိုအရင်ကပုပ် Francis ပြန်လွန်သွားတဲ့အခါမှာစတင်ပြီးတော့မှကမ္ဘာလုံးကိုကြောင်ရတဲ့အခါမှာကျွန်တော်အားလုံးကကိုယ့်ရဲ့တိုင်ဝန်နေခြင်းနဲ့ကျွန်တော်ဆူတောင်းရတာဖြစ်ပါတယ်နိုဗီနာလောက်ရတာဖြစ်ပါတယ်
ဆိုတော့ဒီလို novena လောက်တဲ့အခါမှာဒီလိုရည်ရွယ်ချက်တွေရှိတယ်ဒီလိုလောက်ဆောင်ရတဲ့ရည်မှန်းချက်တွေရှိတယ်ဒီလို novena ဆူတောင်းခြင်းကဘယ်ချိန်တွေမှာလောက်ရလဲဘယ်ချိန်မဆိုလောက်လို့ရတယ်ဒီ9ရက်အတွင်းမှာနေ့တိုင်းမပြတ်မကွက်အချိန်သတ်မှတ်ပြီးတော့မှဒီအသိတော်ကပဲဖြစ်ဖြစ်အတိုင်းဝိုင်းကပဲဖြစ်ဖြစ်သတ်မှတ်ပေးထားတဲ့ဆူတောင်းခြင်းကိုပုံမှန်လိုက်နာဖို့ဖြစ်တယ်အဓိကလောက်ရမှာကစိတ်တက်ခိုင်မာဖို့ဒီဆူတောင်းခြင်းထဲမှာအာယုံဆိုင်နေဖို့အဲ့ဒါကြီးအဓိကပဲနေ့တိုင်းတော့ပါဝင်ဖြစ်ပါတယ်ဒါပေမဲ့စိတ်မပါဘူးအတင်းသွားရတာတော့ဟိုလူခိုင်းလို့ဒီလူခိုင်းလို့ဆိုမရအောင်စိတ်ပါလက်ပါလှုပ်ဖို့လိုတယ်ဒီ novena ဆူတောင်းခြင်း9ရက်မှာဒီ9ရက်တိုင်9ရက်ရင်မှန်းချက်ကတစ်ခုထားပြီးတော့မှအဲ့ရင်မှန်းချက်ကိုမိမိမှာဒုက္ခရောက်နေတာလားအဲ့ဒီဒုက္ခအတွက်ဆက်ကပ်ပြီးတော့မှဆူတောင်းတာတော့ကျမ်းမာခြင်းစုကျေစုတော်တွေရရှိဖို့ရန်အတွက်ဥပမာအဖြစ် novena ပုံစံတစ်ခုကိုပြောပြမယ်ဆိုလို့ရှင်မကြသေးခင်မှာကျွန်တော်မြန်မာပြည်မှာဝေလံကန်နေမေတော့ novena လောက်ကြတယ် novena ဒီလိုလောက်ရခြင်းကပါလဲဆိုလို့ရှင်သူကကျမ်းမာခြင်းမေတော်မာရိယဖြစ်တယ်ကျမ်းမာခြင်းသခင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကျမ်းမာခြင်းငြိမ်းချမ်းခြင်းရရှိဖို့ရန်အတွက်ဝေလံကန်နေမေတော်မာရိယထံယေရှုပြီးတော့မှဒီကျမ်းမာခြင်းစုကျေစုတော်တောင်းခံနိုင်ဖြစ်တယ်တောင်းလျှောက်တာဖြစ်တယ်ကိုလူအပ်တဲ့စုတစ်ခုမိမိနဲ့သက်ဆိုင်သောစုတစ်ခုအသင်းတော်အတွက်ဒီကဘာကြီးအတွက်လိုအပ်တဲ့စုတစ်ခုကိုကျွန်တော်ကယေရှုပြီးတော့မှယုံကြည်ခြင်းအပြည့်နဲ့တောင်းခံရတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ပြောပြချင်တဲ့ဒီ novena အကြောင်းကကျွန်တော်ဘာအကြောင်း novena ဆူတောင်းတာလဲဒီလိုတောင်းခြင်းကဘာကိုကျွန်တော်တို့အတွက်ဘာအတွက်ကောင်းတယ်လဲဆိုတာအမြဲတမ်းထောက်ရှုတတ်ဖို့ဖြစ်ပါတယ် novena ဆူတောင်းခြင်းဆိုတာကမိမိယုံကြည်မှုအပေါ်မူတည်ပါတယ်ဒီလိုတောင်းခြင်းကမိမိယုံကြည်မှုကိုတည်ထက်လေးနဲ့အောင်ယုံကြည်မှုထားနိုင်ဖို့ဘုရားကိုအားကိုးနိုင်ဖို့ဒီလိုတရားသမန်တော်တွေယဟန်သားတွေကိုပို့ပြီးတော့မှအားကိုးနိုင်ဖို့နောက်ဆုံးကျွန်တော်မှတ်ထားရမှာက novena ဆိုတာဘယ်သူမဲဆိုဘယ်ဝါမဆိုယုံကြည်သူတိုင်းကလှုပ်လို့ရတဲ့အရာဖြစ်တယ်ဒီ9ရက်အတွင်းမှာ focus ထားပြီးတော့မှအာယုံစိုက်ပြီးတော့မှဆူတောင်းရမှာဖြစ်ပါတယ်တကယ်လို့အများဒီ9ရက်အတွင်းမှာတရက်နောက်ကျပြီးတော့မှတရက်မလှုပ်ဖြစ်ဘူးဆိုလို့ရှင်အဆင်ပြေလားဆိုတော့အဆင်ပြေတယ်ကျွန်တော်အသိနောက်ကဘယ်လိုသင်ပေးထားလဲဆိုလို့ရှင်ကျွန်တော်အသိနောက်ကသင်ပေးတဲ့ဆူတောင်းခြင်းတစ်မျိုးကိုဆူတောင်းလိုက်ပါပေါ့နော်ဘယ်လိုမျိုးဆူတောင်းခြင်းပဲဖြစ်ဖြစ်ဒီလိုမျိုးဆူတောင်းခြင်းကိုတောင်းခြင်းအပြင်နောက်ထပ်တရထပ်တိုးလို့ရပါတယ်ဒါပေမဲ့အဓိကဘာလိုအပ်တယ်လဲဆိုလို့ရှင်မိမိမှာယုံကြည်မှုအပြည့်အဝရှိဖို့ပဲလိုတယ်အဲ့ဒီယုံကြည်မှုကဘာလဲဆိုလို့ရှင်ဆူတောင်းလိုက်လို့ရှင်ရမယ်ဆိုတဲ့ယုံကြည်ခြင်းထက်ကိုယ်နှလုံးသားထဲမှာဘုရားသခင်ကိုဘယ်လောက်ထိနေရပေးနိုင်တယ်လဲကိုယ့်ရဲ့ယုံကြည်မှုကိုဘယ်လောက်ကျွန်တော်တို့ကအနံ့ဆက်ကပ်နိုင်တယ်လဲကိုတောင်းတဲ့အတိုင်းလုံးဝရမယ်ဆိုတဲ့မျှော်လင့်ခြင်းနဲ့တောင်းလို့မရဘူးဘာလို့လဲဆိုလို့ရှင်ကိုလုံမှရမယ်ဆိုတဲ့စိတ်နဲ့လုံမယ်ဆိုလို့ရှင်ကိုယုံကြည်မှုကအခြေအနေပေါ်မှာမူတည်လို့ဖြစ်ပါတယ်ကိုယုံကြည်မှုကအခြေအနေပေါ်မှာမူတည်နေပြီဆိုလို့ရှင်ကိုလှုပ်ချမ်းဟာရီလည်းပဲတခုခုရမယ်ဆိုတဲ့မျှော်လင့်ခြင်းနဲ့ပဲလှုပ်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ novena ဆူတောင်းတဲ့အခါမှာအဲ့လိုမဖြစ်သင့်ဘူးရသည်ဖြစ်စေမရသည်ဖြစ်စေဘုရားသခင်ကကျွန်တော်တို့ကိုဘယ်တော့မှပြစ်ထားမှာမဟုတ်ဘူးလိုအပ်တဲ့ကျေးဇူးတော်ပေးမှာဒါမဲ့ကိုယ့်ဖက်ကယုံကြည်မှုစစ်မှန်တဲ့ယုံကြည်မှုရှိပြီးတော့မှနှလုံးသားအပြည့်အဝနဲ့ဘုရားသခင်ကိုအကျွေးမယုံကြည်ပြီးတော့မှတောင်းခံမယ်လိုအပ်တဲ့စုကျေးဇူးတွေတောင်းခံမယ်ဘုရားရဲ့အလိုတော်တန်ရှင်သန်သွားမယ်ဆိုလို့ရှင်ဒါကကျွန်တော်တို့အတွက်ပိုအရေးကြီးပါတယ်ဒါလေးကိုဒီကနေ့ပြောပြချင်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်